အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကတော့ Treasure English Education မှာ English စာကိုသင်ကြားပေးနေတဲ့ဒီချက်စင်သူဖြစ်ပါတယ်ဒီချက်ကတော့ဒီနေ့ဒီဗီဒီယိုလေးမှာ English စာလေ့လာနေတဲ့သူတွေအတွက်အသုံးဝင်တဲ့ English စကားပြောလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲဒီချက်နဲ့တူတူစာအုပ်နဲ့ပေါ်ပင်လေးတွေလိုက်မှတ်ဖို့အတွက် ready ပဲလားဒီချက်ကိုစလိုက်ကြအောင်နော်ပထမဆုံးစာကြောင်းမှာကြတော့ဒီချက်ကတကူလုံးခိုက်ခဲနေတယ်ကို English လို့ဘယ်လိုပြောလဲဆိုတာလေးမျှဝေပေးသွားမှာပါငါတကူလုံးခိုက်ခဲနေတယ် I ate all over I ate all over ဒီလိုလေးတော့ရနော်နောက်ပြီးတော့ဒီချက်တို့ကဒီ sentence ကိုပေါ့နော် present continuous နဲ့လည်းသုံးလို့ရတယ်နော် I am eating all over I am eating all over နှစ်မျိုးလုံးသုံးလို့ရပါတယ်နော်ကဲဒါဆိုရင်နောက်စာကြောင်းလေးသွားရအောင်သူကငါ့ကိုပြောင်းလိမ့်နေတာသူကငါ့ကိုပေါ်တင်ကြီးလိမ့်နေတာဒီစာကြောင်းလေးကိုဘယ်လိုပြောမှာတော့ He lied to my face He lied to my face နော်ဒါဆိုရင်သူကငါ့ကိုပြောင်းလိမ့်နေတာပေါ်တင်လိမ့်နေတာဆိုတဲ့သဘောပေါ့နော်ကဲနောက်အသုံးလေးတစ်ခုသွားကြအောင်နောက်အသုံးလေးကကြတော့ငါက coffee ကိုအရင်တောက်ချင်နေတာဘယ်လိုပြောမလို့ I'm dying for a cup of coffee I'm dying for a cup of coffee ငါလက်ဖက်ရည်ကိုအရင်တောက်ချင်နေတာဆိုရင် I'm dying for a cup of tea I'm dying for a cup of tea ဒီမှာကိုကအရင်လှုပ်ချင်နေတယ်အရင်တောက်ချင်နေတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကို dying for plus noun နဲ့သုံးလို့ရတယ်နော်ကဲဒါဆိုလို့ရှိရင်ဒီချက်နဲ့တူတူနောက်စကားပြောလေးတစ်ခုကိုလေ့လာလိုက်ကြရအောင်နောက်စကားပြောလေးတစ်ခုကတော့မင်းကအရန်ပြောင်းလဲသွားပြီဆိုတဲ့စကားပြောလေးဒါဆိုရင်ဘယ်လိုသုံးမှာတော့ You've changed so much You've changed so much ဟုတ်တယ်နော်ဒီမှာကဒီချက်တို့က present perfect ကိုသုံးရမယ်နော် HABE have plus verb 3ဆိုရင် present perfect နော် You've changed so much မင်းရပြောင်းလဲသွားပြီကဲနောက်တစ်ခုကငါ့ကိုဆရာကြီးမလုံးနဲ့နော်တရားလာမဟောနေနဲ့အဲ့ဒါဆိုရင်ဘယ်လိုပြောမှာတော့ Don't lecture me Don't lecture me နော် lecture ဆိုတာကကြတော့ဒီကျတော့ဒီမှာကြတော့တရားဟောတယ်နော်ဆရာကြီးလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတာပေါ့နော်နောက်တစ်ခုလေးကိုလေ့လာကြမယ်နောက်တစ်ခုကတော့ဒီကျတို့ကလိမ္မော်သီးကဗီတာမင် C ဓာတ်ကျွယ်ဝတယ်ဒါဆိုရင်ဘယ်လိုပြောမှာလဲ Oranges are rich in vitamin C Oranges are rich in vitamin C ဒီမှာကျတော့ rich in ဆိုတဲ့အသုံးလေးကကျွယ်ဝတယ်ပေါ့နော် vitamin C ဓာတ်ကျွယ်ဝတယ်ကဲဒါဆိုရင်ဒါလေးကိုလည်းမှတ်ထားပေးနော်ကဲနောက်တစ်ခုကဒီချက်တို့နော် daily conversation တွေမှာအများနဲ့သုံးတဲ့စကားပြောလေးနော်ငါဒီနေ့အပြင်ရောက်နေတာတနေ့ကုန်အပြင်ရောက်နေတာဒါဆိုဘယ်လိုပြောမှာလဲ I was out all day I was out all day နော်ဒါဆိုလို့ရှိရင်ဒီစကားပြောလေးခုနှစ်ကြောင်းကိုမြန်မာလိုရောအင်္ဂလိပ်လိုရောလေ့လာမှတ်သားပါကိုယ့်ရဲ့ဒီ daily life မှာအသုံးချပေးပါဒါနဲ့ဒီစကားပြောလေးတွေကတီချာတို့ပေါ့နော်ဒီစာအုပ်လေးကနေပြီးတော့လေ့လာလို့ရတယ်နော်ဒီစာအုပ်က English speaking အတွက်နေ့စဉ်သုံးဝါကျများဆိုတဲ့စာအုပ်လေးပေါ့နော်ဒါကတော့ဒေါက်တာစိုးသန်းရဲ့ဒါစာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကတော့ထွက်တာတော့တော်တော်ကြာပြီဒါပေမဲ့ဝယ်ယူသူတွေများတာကြောင့်ခဏ new edition နဲ့ပေါ့နော်သူကနည်းထွက်ပါတယ်ဒီစာအုပ်ကတတ်မဲ့ English စာအုပ်နဲ့မတူတာ English speaking စာအုပ်နဲ့မတူဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကဒီ native speaker 9ယောက်ကတန် file လေးတွေပါဆရာကြီးက sharing လုပ်ပေးထားပါတယ်ဒီစာအုပ်လေးထဲမှာဒါဆိုတော့ဒီချေတို့ကစာအုပ်ပဲဖတ်မလား audio ပဲနားထောင်မလားစိတ်တလို့လေ့ကျင့်လို့ရတယ်နော်ဒီစာအုပ်လေးကိုဒီချေကထိုင်းနိုင်ငံအတွင်းမှာနေတယ်ဆိုလို့ရှိရင်နော် TikTok short လေးကနေမှာယူလို့ရပါတယ်တကယ်လို့တခြားနိုင်ငံတွေอ่ะပေါ့နော်နေတယ်ဆိုလို့ရှိရင်ဒီချက်ရဲ့ချက်ပေါက်လေးမှာလည်းလာပြီးတော့ဝယ်လို့ရပြီနော်ကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲရှင်
Bye bye. See you in the next video.